အားလုံးပဲမင်္ဂလာပါညီတဲ့ sharing channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ YouTube channel ဖွင့်နေလေးပဲဖြစ်ပါတယ်ပထမဆုံး YouTube channel ဖွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော် Gmail account တစ်ခုရှိဖို့လိုအပ်ပါတယ်ကျွန်တော် Gmail account ဖွင့်နေရပြီးတော့ကျွန်တော်စပြီးတော့ပြောပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော် Gmail account ဖွင့်မယ်ဆိုလို့ရှိရင် browser တစ်ခုခုကိုကျွန်တော်အသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော်က Chrome browser ကိုသွားလိုက်ပါမယ်ကျွန်တော် Chrome browser ကိုနှိပ်လိုက်ပါမယ် Chrome browser ရောက်လို့ရှိရင်ကျွန်တော် Gmail website ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ကျွန်တော်Gmail website ကိုကျွန်တော်ရိုက်လိုက်ပါမယ်ကျွန်တော်နောက်ပြီးလို့ရှိရင်ကျွန်တော် create a Gmail account ကိုကျွန်တော်တွေ့ပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်ပါမယ်ကျွန်တော် create a Gmail account ကိုကျွန်တော် click နှိပ်လိုက်ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော် arrow များလေးနဲ့ကျွန်တော်အောက်ကိုဆွဲချလိုက်ပါမယ်နောက်ပြီးရင်ကျွန်တော် create an account ကိုကျွန်တော်နှိပ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော် create account ကိုကျွန်တော်နှိပ်ပါမယ်ကျွန်တော်ဒီနေရာမှာတွေ့ရမှာကကျွန်တော် personal account ရှိမယ် business account ရှိမယ် personal account နဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော် personal account ကိုကျွန်တော်နှိပ်လိုက်ပါမယ်ကျွန်တော်ဒီနေရာမှာကျွန်တော်က first name နဲ့ last name ရှိပါတယ်ကျွန်တော်ကမိမိချက်နှစ်သက်တဲ့နာမည်ကိုပေးလို့ရပါတယ်ပထမဆုံး first name နေရာမှာနာမည်တစ်ခုပေးပြီးတော့ last name နေရာမှာမိမိချက်နှစ်သက်တဲ့နာမည်ကိုလည်းပေးလို့ရပါတယ်နောက်ပြီးကျွန်တော် name ကိုနှိပ်ပါမယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ကမွေးလာမွေးရက်ခုနှစ်တည်းကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ် gender နေရာမှာတော့ကျွန်တော်ယောက်ျားလေးဆိုယောက်ျားလေး main ကလေးဆို main ကလေးယူပေးရမှာဖြစ်ပါတယ်ကျွန်တော်နောက်ပြီးလို့ရှိရင်ကျွန်တော် next ကိုနှိပ်ပါမယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်မိမိချက်နှစ်သက်တဲ့မေးတစ်ခုခုကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်မိမိမှတ်မိမှန်မေးလေးပေါ့နော်ကိုနှိပ်ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ password ပေးရမှာဖြစ်ပါတယ်အပေါ်ကပေးတဲ့ password နဲ့အောက်ကပေးတဲ့ password ကတူရမှာဖြစ်ပါတယ်ကျွန်တော် password ပေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော် next ကိုနှိပ်ပါမယ်နေပြီးသွားလို့ရှိရင်ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင် recovery mail ကိုကျွန်တော်ရိုက်ထည့်ရမှာဖြစ်ပါတယ် recovery mail ကအရေးကြီးပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော် mail ကတစ်ခုဖြစ်ခဲ့လို့ရှိရင် recovery mail နဲ့ကျွန်တော်ပြန်ယူလို့ရပါတယ်ကျွန်တော် recovery mail ကိုရိုက်ထည့်လိုက်ပါအခုလို့ရှိရင်ကျွန်တော် next ကိုနှိပ်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အောင်မြင်စွာ mail ဖွင့်တာပြီးဆုံးသွားပါပြီနောက်ပြီးကျွန်တော် agree ကိုနှိပ်ပါမယ်ကျွန်တော်နောက်တစ်ခုကကျွန်တော် YouTube channel ဖွင့်ဖို့လိုအပ်ပါသေးတယ်ကျွန်တော် YouTube channel ဘက်ကိုကျွန်တော်သွားလိုက်ပါမယ်ကျွန်တော် new tag ကလေးကိုကျွန်တော်ခေါ်လိုက်မှာဖြစ်ပါတယ်ကျွန်တော် new tag ကလေးကိုခေါ်လိုက်မှာဖြစ်ပါတယ်ကျွန်တော်နောက်ပြီးလို့ရှိရင် YouTube channel website ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒါ YouTube ရဲ့ website ကိုကျွန်တော်ရောက်သွားပြီဖြစ်ပါတယ်ကျွန်တော်နောက်ပြီးလို့ရှိရင်ကျွန်တော်ဘေးရန်ပြီးတော့ကျွန်တော်ဖွင့်ထားတဲ့ mail ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော် create a account ကိုကျွန်တော်နှိပ်ပါမယ်ဒီထဲမှာကျွန်တော်တွေ့ရမှာ name ကကြောက်ကျွန်တော် channel name ဖြစ်ပါတယ်အနေရကြောက်ကျွန်တော် channel ကိုရှာမယ်ဆိုလို့ရှိရင်channel address လိပ်စာလေးဖြစ်ပါတယ်ကျွန်တော် name ကမိမိချက်နှစ်သက်တဲ့ name ကိုကျွန်တော်ပေးလို့ရပါတယ်ကျွန်တော်မိမိချက်နှစ်သက်တဲ့ name ကိုပေးပြီးသွားလို့ရှိရင်ကျွန်တော် create channel ကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အောင်မြင်စွာ YouTube channel ကိုဖွင့်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းလိုအပ်တဲ့ setting ချိန်တွေအသေးစိတ်ကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးနဲ့ကျွန်တော်ထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel အသစ်ကလေးကိုလည်း subscribe နှိပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်